မင်္ဂလာဆောင်နေကြီးမှာအနှစ်20ကွဲကွာနေတဲ့မိဘတွေကအိတ်ဆုပ်ကြီးထမ်းပြီးရုတ်တရက်ကြီးရောက်လာကြတယ်လင်းဟောင်းနေကမိဘမဲ့ဆိုအခုဘဲကဆင်းရဲသားတွေရောက်လာတာလေလွန်ခဲ့တဲ့အနှစ်20ကမိဘတွေနဲ့အမှတ်မထင်ကွဲသွားခဲ့တာလေဒါကြောင့်မိဘမဲ့ဖြစ်သွားတာဒါဆိုအခုရှိကလူတွေကတကယ်ပဲနင်းမိဘတွေလားငါလည်းမသိဘူးလေအနှစ်20တောင်ကြာနေပြီဆိုတော့သူတို့ရုပ်ကိုတော့မမှတ်မိတော့ဘူးခဏလေးတွားကြည့်လိုက်အောင်မယ်ဘာမှမေးမနေနဲ့အင်ကြီးကိုသာဆွဲလန့်ကြည့်လိုက်စမ်းဒီဘိုက်ကတရွက်ပုံစံအမှတ်လေးကတားလေးငယ်ငယ်ကပုံစံအတိုင်းတပုံစံတည်းပဲပုံလေးကိုကြည့်လိုက်ဦးတကယ်ပဲငါတို့တားလေးဖြစ်နေတာပဲအိတ်ကလူကောင်းတယောက်ပင်မဲ့ဒီချွေးမဘက်ကမိသားစုကတော့တရိုးသားမဲ့ပုံမပေါ်ဘူးငါတို့ရဲ့ဝမ်ဝှေ့ကလူကြီးတာသူတို့လက်ထဲရောက်သွားရင်တော့အကုန်ပြီးပြီပဲသူတို့အခြေအနေကိုအရင်စောင့်ကြည့်ကြတာပေါ့အဖေနဲ့အမေမျိုးတွေကိုအခုမှရောက်တာဆိုတော့တဲစရာနေစရာမရှိသေးဘူးမလားဒီရက်ပိုင်းတော့တားလို့စီမှာပဲလာနေကြလေအိတ်ခန်းကိုတားရှင်းပေးပါမယ်မလို့ပါတက်စတူရမ်းမိတာပဲရှိတာလေဒီအိတ်ခန်းအောက်မှာအိတ်ရခင်းလိုက်ရင်ခြေချစရာနေရာတော့ကျွန်တော်မှမဟုတ်ဘူးနင့်အဖေနဲ့အမေကိုတကားဝမှာပဲအိတ်ခိုင်းလိုက်ဒီမိသားစုကတကယ်ကိုအဆင့်တန်းခွဲခြားလုံးနဲ့ငါတို့အပေါ်ကိုလုံးဝအထင်မြင်သေးနေတာပဲရပါတယ်ကွယ်သားလေးကအမေတို့ကိုကောက်ွယ်ပေးမှာပါသူငါတို့ကိုဒီတိုင်းထားမှာမဟုတ်ပါဘူးကဲဒါဆိုလဲဒီနေရာမှာပဲအိတ်ရခင်းလိုက်တော့မယ်ဘာမင်းကဘာပြောလိုက်တာမင်းကငါတို့ကိုတကားဝမှာအိတ်ရခင်းအိတ်မယ်ဟုတ်လားဟုတ်တယ်ဒီလောက်တောင်အောက်ကျနောက်ကျခံနေရတာလားတကယ်ကိုရင်နာစရာပဲအဖေနဲ့အမေစိတ်မပူပါနဲ့ဒီညသားနဲ့ရွဲဟုံဒီနေရာမှာအိတ်လိုက်ပါမယ်ဘာငါကဒီမှာအိတ်ရမယ်နေယူနေလားဒါငါတို့ရဲ့မင်္ဂလာခန်းတစ်လေးမင်္ဂလာဦးညမှာဘာကိစ္စတကားဝမှာအိတ်ရမှာလဲနေအိတ်ချင်ရင်လည်းအိမ်သားထဲသွားအိတ်ငါကတော့မအိတ်နိုင်ဘူးအိတ်ကောင်မင်းဘာတွေရက်ကြည့်နေတာလဲညံ့ညံ့ထမင်းသွားဟင်းသွားချက်လေးဧည့်သည်တွေစားနေပြီဟုတ်ကဲ့ပါအဖေထမင်းဟင်းကချက်ချင်းရပါပြီခဏလေးစောင့်ပေးကြပါထမင်းစားလို့ရပါပြီစားကြတော့လေအဖေနဲ့အမေထိုင်ကြလေတူတူစားကြတာပေါ့ဟဲ့ဘာလာတိုးခွေနေတာလဲဖဲဆန်းထိုင်စရာနေရာမရှိဘူးဆိုတာမမြင်ဘူးလားဝင်မထိုင်နဲ့ဒီလိုစပွဲတေးသေးလေးမှာမင်းမိဘတွေကမတ်တက်ရစားရမှာလားတစ်တလုံးထမင်းမစားဘူးတဲ့အငက်တွေကြနေတာပဲစပွဲကနည်းနည်းသေးနေလို့ပါအဖေနဲ့အမေထိုင်စားပါသားမတ်တက်ရက်ပြီးစားပါမယ်ဒီနေ့ဘသူစပွဲပေါ်တက်ထိုင်ရဲလဲကြည့်ကြသေးတာပေါ့လင်းဟောက်နင်းကိုယ်တိုင်ကအရေးချင်းမရှိတာထားလိုက်တော့ငါနင်းနဲ့လက်ထက်တာတင်တောင်းငွေလဲမပေးနိုင်ရွှေလဲမပေးနိုင်ဘူးဒီ60စတူရမ်းမိတာအိမ်စုပ်လေးတစ်လုံးပဲရှိတာလေအဲ့ဒါကိုတော့အခုနင်းမိဘတွေကိုပါခေါ်လာသေးတဲ့နေရာချက်တာကိုနင်းမသိဘူးလားနင်းကတားလိမ်မာလေးလောက်ပြချင်နေတာလားတက်တိရှိရင်အင်ကြီးကြီးသွားဝရပြီးအပြင်ရောက်တော့စကားတွေဆက်ပြောကြတယ်အခုလိုငါမျက်နှာမပြတ်အောင်ကူညီပေးလို့ကျေးဇူးပဲနော်ခဏနေရင်ငါတို့ပြန်ပြီးကွာရှင်းကြတာပေါ့မလောပါဘူးတကယ်တော့ငါနင်းကိုကူညီချင်ုံတက်တက်လုပ်ခဲ့တာမဟုတ်ပါဘူးတကယ်တော့ငါနင်းကိုဟာရှာယီမန်နင်းကတကယ်ကိုအဆင်မရှိတာပဲငါမလို့ချင်လို့လွတ်ပြစ်လိုက်တဲ့အမိုက်ကိုနင်းကအဖိုးတန်ရတနာလို့သဘောထားနေတာလားလင်းဟောက်လိုကောင်စီကဘာကုန်များမက်နေတာလဲလာစာ3000ကိုလားဒါမှမဟုတ်သူ့ရဲ့စင်ရသားမိဘတွေကိုလားငါသဘောကျတာသူ့ရဲ့စိတ်ထားလေးကိုပဲလာလင်းဟောက်ငါတို့သွားမယ်ကိုငါနင်းကိုတော်တော်လေးတနာလာပြီးဒီလောက်အားထုတ်ပြီးလူယူသွားတဲ့ယောက်ျားကနင်းကိုလျှက်စစ်ဆက်ပြီးနောက်ခုံမှာပဲတင်နေနိုင်မှာကိုမကြည့်လိုက်ဒါလျှောက်ရွံ့ရဲ့ကားတွေတဲ့ခမင်းနေတယ်လို့ပဲဟုတ်တယ်ကွာရှင်းပြီးသွားပြီဆိုတော့ဒါလေးနှိပ်ဖို့ပဲကြံတော့တယ်ဒီခလုတ်ကိုနှိပ်ကြည့်လိုက်မယ်ခလုတ်ကိုနှိပ်လိုက်တဲ့တခဏမှာပဲဖုန်းထဲကို message တစ်ခုချက်ချင်းဝင်လာတယ်ခလုတ်လေးနဲ့အဖေနဲ့အမေတို့စီမှာတော့တပြားမှမရှိဘူးဒါအပြင်အကျွေးကလည်းရွှေ8သိန်းတောင်တင်နေသေးတယ်ဘာသာဆိုခုနကဘဏ်အကောင့်ထဲဝင်လာတဲ့ရွှေ1ဘီလီယံကရောအဲ့ဒါကအဖေနဲ့အမေသားကိုလိမ်ပို့ထားတဲ့ message ပါရွှေ1ဘီလီယံဝင်လာရင်ဘယ်လိုခံစားရမလဲဆိုတာတားကိုခံစားကြည့်စေချင်လို့ပါဘယ်လိုလဲမိုက်တယ်မလားဟာပြီးတော့ငါတို့မှာစတူရန်ပေထောင်ချီကျဲတဲ့ဆိုင်အင်ကြီးလည်းမရှိပါဘူးနောက်ဆိုရင်ငါတို့မိသားစုတွေအကုန်လုံးတားရဲ့စတူရန်မီတာ60ကျဲတဲ့အိမ်လေးထဲမှာပဲပြုတ်သိပ်ပြီးနေကြရမှာဂျီမန်အမေတို့ရဲ့အခြေအနေကိုတမိမြင်တဲ့အတိုင်းပဲတမိအမေတို့နဲ့အတူအိမ်ပြန်လိုက်အောင်မလားလင်းဟောက်နင်းကတကယ်ကိုကန်ထူပြီးတထေးသားဖြစ်သွားပြီလို့ငါထင်နေခဲ့တာနောက်ဆုံးတော့လေနင်းကဆင်းရဲသားအစုပ်ပလုတ်ပဲဖြစ်နေတော့မှလားပတ်စံမရှိအာနာမရှိအရှိန်ဝါမရှိတဲ့ယောက်ျားဆိုတာဒီလိုပဲမိမတွေဆိုတာထားလိုက်တော့လမ်းသွားနေတဲ့ခွေးမကတော့သူ့ကိုမြင်ရင်ရှောင်သွားလိမ့်မယ်တကယ်ပါပဲငါလိုအခြေအနေမျိုးကိုရီမန်လိုသဘောကောင်းတဲ့ကောင်မလေးကတော့လက်ခံနိုင်မှာမဟုတ်ပါဘူးဝမ်ဝှေ့ကယူကနောက်ထပ်ပြဿနာရှာပြန်ပြီလားခမဲခမက်ဝမ်ဝှေ့ကယူကိုတော်တော်လေးမုန်းနေပုံပဲနော်မုန်းယုံတင်ဘဲကမလဲဗျာကျွန်တော်ဒီဘဝမှာအမုန်းဆုံးနဲ့ရန်ညိုးဆုံးကအဲ့ဒီဝမ်ဝှေ့ကယူပဲအရင်တုန်းကကျွန်တော်ရဲ့ရှင်းချန်ကလူကြီးကတဟုန်ထိုးတိုးတက်နေခဲ့တာဒါပေမဲ့ဝမ်ဝှေ့ကယူကကျွန်တော်ရဲ့တိုင်ဘက်လူရှိကယူကိုရင်းနှီးမြှုပ်နှံမှုတွေပေးပြီးလုပ်ငန်းတွေကိုလိုက်ပိတ်ဆို့ခဲ့တယ်ကျွန်တော်10နှစ်လောက်စူးစမ်းပန်းစားဆွဲထားတဲ့စီမံကိန်းတွေအကုန်လုံးပျက်စီးသွားရတယ်အဲ့ဒီဝမ်ဝှေ့ကယူဆိုတာကျွန်တော်ရဲ့မဟာရန်သူပဲဟုတ်တယ်အဲ့ဒီဝမ်ဝှေ့ကယူတာမရှိရင်ကျမတို့ကလုပ်ငန်းခွင်မှာထိတ်ဆုံးရောက်နေတာကြပြီအဲ့ဒီဝမ်ဝှေ့ကယူကြောင့်ကျမအိတ်လှလေးတွေတော့အများကြီးရှုပ်ဝဲလိုက်ရတယ်အဲ့ဒီဝမ်ဝှေ့ကယူကတထေးဆိုတဲ့ကောင်ကိုများတွေ့ရင်အတေးတက်ပစ်ချင်တာဒုက္ခပါပဲဒီကိစ္စကိုလုံးဝပေးသိလို့မဖြစ်တော့ဘူးတီးသွားရင်တော့ဆွေမျိုးဆက်ဖို့ကိစ္စပြက်ပြီပဲဟုတ်တယ်တားလေးရဲ့တက်တာပျော်ရွှင်မှုအတွက်ငါတို့ရဲ့အစင်တန်ကိုတေတောင်ဖွင့်ပြောလို့မရတော့ဘူးဒါနဲ့ခမဲခမက်ခုနကဘာပြောမလို့လဲဟာဘာမှမဟုတ်ပါဘူးဘာမှမဟုတ်ဘူးလင်းဟောက်ဖုန်းကိုကြည့်လိုက်တယ်ကျောင်းသားဟောင်းများခင်ဗျာမနက်ဖြန်ည8နာရီချမ်းဝှေ့ဟိုတယ်မှာကျောင်းသားဟောင်းတွေ့ဆုံပွဲရှိပါတယ်အားလုံးမပြတ်မကွက်လာခဲ့ကြပါလင်းဟောက်ဘာတူလဲအထက်တန်းကျောင်းသားဟောင်းတွေ့ဆုံပွဲရှိလို့ကျောင်းသားဟောင်းတွေ့ဆုံပွဲဆိုတာလူကိုအထင်သေးဆုံးနေရပဲမနက်ဖြန်ငါသားကိုတယောက်တည်းပေးသွားလို့မဖြစ်ဘူးငါတို့ပါလိုက်သွားပြီးအားပေးရမယ်ဟုတ်တယ်ငါသားလေးကဒီနှစ်တွေထဲမှာမိဘမပါပဲဘလောက်တောင်ဒုက္ခရောက်ခဲ့မလဲတငယ်ချင်းတွေကြားမှာဘလောက်တောင်အနှိမ်ခံခဲ့ရမလဲမနက်ဖြန်ငါတို့တေချာပေါက်လိုက်သွားရမယ်သားကိုဘယ်သူမှလာမနေစေရဘူးသားအဖေနဲ့အမေကမင်းတငယ်ချင်းတွေကိုမမြင်ဘူးလို့မနက်ဖြန်မင်းနဲ့အတူတွေ့ဆုံပွဲကိုလိုက်ခဲ့မယ်ဟာအဖေသားကဒီလောက်ကြီးနေပြီကိုကျောင်းသားဟောင်းတွေ့ဆုံပွဲကိုမိဘတွေခေါ်သွားရင်တငယ်ချင်းတွေကတောင်းနေပါဦးမယ်ရပါတယ်ငါတို့ကဘေးကစပွဲမှာပဲထိုင်စားမှာပါစကားတခုမှဝင်မပြောဘူးလို့ကတိပေးတယ်နောက်တနေ့ဟိုတယ်ခန်းထဲကိုရောက်သွားတယ်ဟာလင်းဟောက်ရောက်လာပြီပဲမတွေ့ရတာကြပြီနော်အားလုံးကိုပါတွေလုပ်နေလဲဆိုတာမိတ်ဆက်ကြပါဦးငါကတော့တိတ်အရေးချင်းမရှိပါဘူးအခုဟိုတယ်တခုမှာမန်နေဂျာလုပ်နေတယ်ငါကတော့ကိုပိုင်လုပ်ငန်းလေးလုပ်နေတယ်ကိုဟာကိုတထေးပေါ့ကွာငါကတော့အဖေရဲ့အလှပြင်ဆိုင်မှာကူညီပေးနေတယ်ကိုအလုပ်လေးတစ်ခုရှာပေးတဲ့သဘောပါပဲနေရောလင်းဟောက်ငါကတော့မင်းတို့လောက်မတော်ပါဘူးကုမ္ပဏီတေးသေးလေးတစ်ခုမှာလာစာလေးနဲ့အလုပ်လုပ်နေတဲ့ဝမ်းဝရုံလောက်ပဲရုန်းကန်နေရတာပါမင်းကမရိုးသားဘူးနော်ငါကြားတာတော့မင်းကအလုပ်ကဆင်းရင်အချိန်ပိုင်းအလုပ်တွေပါထပ်လုပ်နေရတယ်ဆိုအကျွေးဆက်ဖို့ပတ်စံတွေအများကြီးစုနေရတာမလားဟုတ်ပါမိမရဖို့အတွက်အကျွေး30ယူပြီး60စတူရမ်းမီတာအိမ်စုပ်လေးတစ်ခုဝယ်လိုက်တယ်ဆိုအဲ့ဒါတော့အခုမိမကကွာရှင်းသွားပြီမလားနင်းလာစာလေးနဲ့အကျွေးဆက်ဖို့ရောလောက်ရလားဟုတ်ကဲ့အမှန်တိုင်းပြောပြလိုက်ပါတော့လင်းဟောက်ငါတို့ကျောင်းသားဟောင်းတွေကဒီနေ့အတွက်အထူးလက်ဆောင်ကြီးတစ်ခုတီးတန့်ပြင်ဆင်ထားတယ်ဒါကနေ့အတွက်တီးတန့်ပဲတော့မဖြစ်မနေယူရမယ်ငါတို့ရဲ့စေတနာတွေကိုအလကားမဖြစ်စေနဲ့နော်ဟာဒီအထင်သေးတတ်တဲ့ကောင်တွေနောက်ဆုံးတော့သူတို့ရဲ့အောက်တန်းကြတဲ့မျက်နှာစစ်ကိုပြလာပြီးပေါ့ငါသားကိုအဆက်ခွဲဖို့ဘာတွေများပေးမလို့လဲမသိဘူးငါသားကိုကျောင်းသားဟောင်းတွေ့ဆုံလင်းဟောက်ဒါကငါတို့ကျောင်းသားဟောင်းတွေကမင်းအတွက်စုပြီးထည့်ပေးထားတဲ့ပတ်စံငါတို့လည်းတိတ်အများကြီးမကူညီနိုင်ဘူးအခုလိုအခက်အခဲဖြစ်နေချိန်မှာမင်းအတွက်အဆင်ပြေအောင်လုပ်ပါဒီပတ်စံတွေကိုငါမယူနိုင်ဘူးငါမှခြေလက်အင်္ဂါတွေအစုံလင်ရှိတယ်ငါဘာသာငါရှာစားနိုင်တယ်မင်းတို့ရဲ့အကူအညီကိုမလိုချင်ဘူးယူလိုက်ပါလင်းဟောက်ရဲ့ငါတို့ကကျောင်းသားဟောင်းတွေပဲဟာမင်းကိုကူညီချင်လို့ပါအားနာမနေပါနဲ့ဟုတ်ပါတယ်လင်းဟောက်ငါတို့ငငယ်ကလေးကတငယ်ချင်းတွေပဲလေမင်းအခက်အခဲဖြစ်နေတာကိုငါတို့ကမကူညီပဲဘယ်နေနိုင်မှမလဲအရင်တုန်းကငါမိဘတွေကွာရှင်းတော့ငါဝမ်းနေနေတဲ့အချိန်မှာမင်းကငါ့ကိုအများကြီးနှိပ်ပေးခဲ့တာလေအဲ့ဒီကျေးဇူးကိုငါမမေ့ပါဘူးဟုတ်တယ်လင်းဟောက်အရင်ကငါခြေထောက်ကျိုးသွားတော့ကလည်းမင်းကပဲငါ့ကိုနေတိုင်းထမင်းချိုက်ပို့ပေးခဲ့တာပဲပြီးတော့မင်းကငါ့ကိုအတန်းထဲထိတောင်ပွေ့ချီသွားပေးသေးတယ်မင်းကငါ့ရဲ့အချစ်ဆုံးညီကိုပါပဲငါလည်းနင့်ကိုကျေး
စုတင်စရာတွေအများကြီးရှိပါတယ်ငါစာညက်လုံးကနင်ကငါ့ကိုစာတင်ပေးလို့ငါအမှတ်ကောင်းကောင်းနဲ့အောင်ခဲ့တာလေနင်သာမကူညီခဲ့ရင်ငါအခုလိုအောင်မြင်လာမှာမဟုတ်ဘူးဒီကျေးဇူးကိုငါတက်လုံးမမေ့ပါဘူးဟုတ်ပါတယ်လင်းဟောက်ရဲ့သူတို့ပေးတာကိုယူလိုက်ပါအခုကမင်းအတွက်အခက်အခဲဖြစ်နေတဲ့အချိန်လေးမင်းကွာရှင်းပြီးခါစားပြီးတော့အိမ်ကျွေးတွေကလည်းဆက်ရအောင်မယ်မိဘတွေကိုလည်းလှုပ်ကြွရအောင်မယ်ဆိုတော့ဒီငွေလေးကမင်းအတွက်အများကြီးအထောက်အကူဖြစ်မှာပါယူလိုက်ပါကွာအားလုံးပဲငါတကယ်ကျေးဇူးတင်ပါတယ်ငါမင်းတို့ကိုအထင်လွဲသွားခဲ့မိတယ်ငါတို့ရဲ့သားလေးမှာဒီလိုကောင်းမွန်တဲ့တငယ်ချင်းတွေအများကြီးရှိနေတာကိုငါတို့မသိခဲ့ဘူးသူတို့ကတကယ်ကိုတငယ်ချင်းကောင်းတွေပါပဲဒီညတွေ့ဆုံပွဲပြီးရင်ငါသူတို့ရဲ့အကောင့်တွေကိုတယောက်ရွှန်9တန်းစီလွှဲပေးလိုက်မယ်ကောင်းတယ်သူတို့ကဓာတ်နဲ့ထိုက်တယ်ပါတယ်ဒီအချိန်မှာပဲဟိုတယ်မန်နေဂျာကဝိုင်ပလင်းတစ်လုံးကန်ပြီးဝင်လာတယ်တောင်းပန်ပါတယ်ခင်ဗျာခုနကကျွန်တော်တို့ဝန်ထမ်းတွေခင်ဗျားတို့ဟိုတယ်ကဝန်ထမ်းတွေအမှားလုပ်တာကိုဘာလို့ကျွန်တော်တို့ကရောရမှာလဲဟုတ်ပါတယ်ဒီလောက်ဈေးကြီးတဲ့ဝိုင်မန်သိရင်ကျမတို့ကဘယ်တောက်ပါမလဲဧည့်သည်တွေကဒီလိုပြောလို့ဘယ်ရမလဲဝိုင်ကမှားလာတာမှန်ပေမဲ့ခင်ဗျားတို့လည်းတောက်ပြီးသွားပြီပဲရှင်တို့ကအကျိုးအကြောင်းမသိဘူးပဲရွှန်9တန်းဆိုတာနဲတဲ့ပတ်စံမှမဟုတ်တာကျမတို့မှပေးစရာမရှိဘူးရောလဲမရောနိုင်ဘူးဆိုရင်တော့ကျွန်တော်အနေနဲ့ဝိုင်ပိုင်ရှင်ကိုပဲအကြောင်းကြားရတော့မှာပဲတတိပေးလိုက်မယ်နော်ဒီဝိုင်ပိုင်ရှင်ကခင်ဗျားတို့ရန်ဆက်လို့ရတဲ့လူမျိုးမဟုတ်ဘူးရတယ်သူနဲ့ပဲတွေ့ရှင်းမယ်ခေါ်လိုက်ခင်ဗျားတို့ဝန်ထမ်းတွေမှားတာကိုကျွန်တော်တို့ကဘာလို့ရောရမှာလဲလောကကြီးမှာတရားဥပဒေဆိုတာမရှိတော့ဘူးလားဘသူကများတရားဥပဒေအကြောင်းလာပြောနေတာလဲလူတစ်ထေးခင်ဗျားကိုယ်တိုင်လာရတယ်လို့ဗျာဘယ်လိုလဲပြဿနာကလူတစ်ထေးအဲ့ဒီလူတွေကတစ်ထေးရဲ့ဝိုင်ကိုတောက်ပြီးတော့ရောချင်းမပေးချင်ဘူးလို့ပြောနေကြတယ်ဒီဟိုတယ်ကလူတွေမှားချပေးတာကိုဘာလို့ကျွန်တော်တို့ကရောရမှာလဲဒီလောက်ဆင်းရဲတဲ့ပုံစံနဲ့လူတွေကရွှန်9တန်းတန်ဝိုင်ကိုတောက်ပြီးရောချင်းမပေးချင်ဘူးပေါ့လေအဖိုးကြီးခင်ဗျားကြည့်ရတာရွှန်900တောင်ရှိမဲ့ပုံမပေါ်ပါဘူးခင်ဗျားတို့ကဒီလောက်ပတ်စံများကြီးကိုပေးနိုင်ပါမလားကျုပ်ပေးနိုင်ရင်ရောခင်ဗျားကလောင်းမလဲဘာလောင်းချင်လဲခင်ဗျားကဒီရွှန်9တန်းကိုရောနိုင်ရုံတင်မကဘူးနောက်ထပ်10ဆက်ပါထပ်ပေးနိုင်ရင်ကျုပ်ကခင်ဗျားတို့ကိုဒူးထောက်ပြီးခုနကရိုင်းဆိုင်မိတဲ့အတွက်တောင်းပန်မယ်အဖေဘာတွေပြောနေတာလဲရွှန်9တန်းရဲ့10ဆက်ဆိုတော့ရွှန်တန်း80တောင်ရှိတာအဖေမှာအဲ့ဒီလောက်ပတ်စံပဲရှိမှာလဲအဖေကရီမန်ကိုအကူအညီတောင်းခိုင်းမလို့လားရီမန်ကတထေးသမီးဆိုပေမဲ့ဒီလောက်ပတ်စံအများကြီးကိုဘယ်လိုလုပ်ပြီးရုတ်တရက်ထုတ်ပေးနိုင်မှာလဲတားမင်းဖေကတထေးပါဆိုနေမှာဘာတွေစိတ်ပူနေတာလဲဘယ်လိုလဲလောင်းရဲလားကောင်းပြီလေခင်ဗျားမှာပတ်စံမရှိရင်ရောဘာလုပ်ပေးမလဲကျွန်တော်တို့အားလုံးခင်ဗျားကိုဒူးထောက်တောင်းပန်ရုံတင်မကဘူးဒီဟိုတယ်ထဲမှာ3ပတ်တိတိဒူးထောက်ပြီးတွားပြမယ်ပြီးတော့ကိုအသုံးမကျတဲ့ကောင်ပါလို့ပြောမယ်ဘယ်လိုလဲကောင်းပြီလေဦးလေးကျမသိပါတယ်ဦးလေးကကျမတို့ကိုကူညီချင်လို့ဆိုတာဒါပေမဲ့လူရှိကယူကလူတွေကိုရန်သွားစားလို့မကောင်းဘူးနော်ဟုတ်ပါတယ်ဦးလေးယွန်တန်း80ဆိုတာနဲတဲ့ပတ်စံမှမဟုတ်တာဦးလေးတည်တည်ချာချာစဉ်းစားပါဦးဦးလေးနဲ့အန်တီအရင်ပြန်သွားကြပါဒီကိစ္စကိုကျွန်တော်တို့ပဲဖြေရှင်းလိုက်ပါမယ်ကလေးတို့မင်းတို့ကတကယ်ကိုသဘောကောင်းတဲ့ကလေးတွေပဲမင်းတို့ကငါသားကိုဒီလောက်ကူညီခဲ့တာအခုမင်းတို့ဒုက္ခရောက်နေချိန်မှာငါကဘယ်လိုလုပ်ကြည့်နေနိုင်မှာလဲဒီကိစ္စကိုငါဖြေရှင်းပေးပါမယ်မင်းတို့ဘာမှစိုးရိမ်မနေနဲ့စကားတွေများမနေနဲ့ယွန်တန်း80ကိုခင်ဗျားဘယ်လိုလုပ်မလဲညံလုပ်ရော့9တန်းရဲ့10ဆက်ဆိုတော့ယွန်တန်း80ပေါ့လူရှိကလူရဲ့အကောင့်ထဲကိုလွှဲပေးလိုက်ပြီခင်ဗျားကတကယ်ကိုအရှက်မရှိတဲ့လူလိမ့်ပဲခင်ဗျားပြောလိုက်တာနဲ့ပတ်စံကရောက်လာရောလားဘာလို့ခင်ဗျားကယွန်1ဘီလီယံလောက်မလွှဲလိုက်တာလဲမယုံရင်ခင်ဗျားအကောင့်ကိုစစ်ကြည့်လိုက်အလိုလူတူသေးကျွန်တော်တို့ကုမ္ပဏီအကောင့်ထဲကိုရုတ်တရက်ယွန်တန်း80ဝင်လာတယ်ဘာဟုတ်တယ်ပြီးတော့အဲ့ဒီငွေကိုလွှဲတဲ့သူကဘယ်သူလဲညံပြောဝမ်ဟွေကလူကတဲ့သူတို့ကကျွန်တော်တို့နဲ့အလုပ်တူတွဲလုပ်ဖို့ကိစ္စကိုဖျက်သိမ်းလိုက်ပြီလို့ပြောတယ်ပြီးတော့ပေးထားတဲ့စေရန်ငွေကိုလည်းပြန်အမ်းပေးလိုက်တယ်တဲ့ဘာဒါဘယ်လိုဖြစ်ရတာလဲဝမ်ဟွေကလူကငါတို့နဲ့အလုပ်တွဲလုပ်ဖို့သဘောတူထားပြီးသားလေ3ရက်ပဲအချိန်ပေးမယ်3ရက်ပြည့်ရင်ငါလာလွှဲပြောင်းယူမယ်ဥက္ကဋ္ဌနေရာကနေဖယ်ပေးဖို့သာကြိုပြီးပြင်ဆင်ထားလိုက်တော့ဖေဖေအခုဘယ်လိုလုပ်ကြမလဲ3ရက်အတွင်းကုမ္ပဏီအမျက်ကို80%တက်အောင်လုပ်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးဖြစ်နိုင်တဲ့နည်းလမ်းတစ်ခုပဲရှိတယ်ဝမ်ဟွေကလူသာကူညီရင်ရနိုင်တယ်မင်းကငါ့ကိုဝမ်ဟွေကလူစီသွားပြီးအကူအညီတောင်းခိုင်းနေတာလားလုံးဝမဖြစ်နိုင်ဘူးဝမ်ဟွေကလူရဲ့ဥက္ကဋ္ဌလင်းသခင်ကြီးကငါရဲ့တက်တာရန်သူပဲဒါပေမဲ့ဝမ်ဟွေကလူကလွှဲရင်ကူညီနိုင်မဲ့သူမရှိတော့ဘူးလေဖေဖေတကယ်လို့များကုမ္ပဏီကိုအကိုကြီးစီပါသွားတာကိုဒီတိုင်းကြည့်နေမလို့လားမိသားစုလိုက်လမ်းဘေးရောက်မဲ့ကိန်းဆိုင်နေပြီလေငါကအကူအညီတောင်းချင်ရင်တော့ဟိုဘက်ကလက်ခံပါမလားဝမ်ဟွေကလူရဲ့ဥက္ကဋ္ဌဆိုတာငါတို့တွေ့ချင်တိုင်းတွေ့လို့ရတဲ့လူမျိုးမှမဟုတ်တာကုမ္ပဏီရုံးချုပ်ထဲတောင်ဝင်ခွင့်ရမှာမဟုတ်ဘူးကုမ္ပဏီကိုဝင်လို့မရရင်အိမ်ကိုတိုက်ရိုက်သွားတွေ့ကြမယ်လေအိမ်ကဘယ်နားမှာမှန်မင်းကသိလို့လားငါသိတယ်အရင်တုန်းကအမိုက်လိုက်ကောက်ရင်းနဲ့ဝမ်ဟွေကလူရဲ့ဥက္ကဋ္ဌလင်မယားနေတဲ့နေရာကိုတွေ့ခဲ့ဘူးတယ်အမှတ်တရွှင်လန်ကောင်းကင်ပုံစံအိမ်မှာနေတာတေချာလို့လားတေချာတာပေါ့သူတို့အိမ်ရှိကအမိုက်ပုံကိုတော့မှွေခဲ့ဘူးတာပဲကောင်းပြီဥက္ကဋ္ဌလင်းနေတဲ့နေရာကိုတိပြီဆိုတော့သွားပြီးအကူအညီတောင်းကြတာပေါ့ဒါပေမဲ့အကူအညီသွားတောင်းမှတော့လက်ဆောင်တစ်ခုခုပါမှာဖြစ်မယ်ဘာယူသွားရမလဲဦးလေးသိတယ်စံအိမ်ရှိကိုရောက်တဲ့အချိန်မှာတော့အနားကဖြတ်သွားတဲ့ကားတစ်စီးပေါ်မှာမိဘနှစ်ပါးကိုလင်းဟောက်မြင်လိုက်ပါတယ်အဖေမေဘာဖြစ်လို့လဲလင်းဟောက်ခုနတို့ရဲ့အစ်စ်မှန်ချင်းတွေကိုခဏဖုံးထားလိုက်အောင်မင်းတို့မင်္ဂလာဆောင်ကိုငါတို့အခမ်းအနားဆုံးဖြစ်အောင်စီစဉ်ပေးမယ်ပြီးမှမင်္ဂလာပွဲကြတော့မှအားလုံးကိုအတိပေးကြတာပေါ့ဒီလောက်ကြာနေပြီမင်္ဂလာကားကဘယ်စိန်ခံကားတွေတကယ်ကိုကြီးကျယ်ခမ်းနားတာပဲမထင်မှတ်ထားဘူးဒီသားတို့သားရဲ့မိဘတွေကတော်တော်လေးအဆက်အသွယ်ရှိပြီးလုပ်ရည်ကိုင်းရှိတာပဲငါမိဘတွေစီစဉ်တာတော်တော်လေးဟန်ကြတာပဲမင်္ဂလာပါရှာတသေးဆိုတာဘယ်သူများလဲခင်ဗျာကျွန်တော်ပါလူကြီးမင်းကြိုတင်မှာယူထားတဲ့စိန်ခံမင်္ဂလာကားအစုံလိုက်ရောက်ပါပြီခင်ဗျာဒီမှာလက်မှတ်လေးထိုးပေးပါအဖေဒီကားတွေကိုအဖေငှားထားတာလားအေးလေမင်္ဂလာပွဲကိစ္စတွေကိုငါမိဘတွေကိုစီစဉ်ခိုင်းထားတာမဟုတ်ဘူးလားဟုတ်ပါတယ်လဲဟောက်ရဲ့ငါတို့ကမင်းမိဘတွေအတွက်မင်္ဂလာပွဲစီစဉ်ရတာဖိအားရမ်းများသွားမှာဆိုလို့ကူညီပေးတဲ့သဘောပါသူတို့မှာဖိအားများစရာပေါ့မင်္ဂလာခမ်းနားစတင်ပါပြီလက်ခုပ်ဩဘာတန်တွေကောင်းချီးပေးမှုတွေကြားမှာတို့သားနဲ့တို့သမီးဟာမိဘတွေနဲ့အတူပျော်ရွှင်စွာလက်တွဲပြီးရှောက်လန်းသွားကြပါတော့တယ်